자려고 누웠는데 갑자기 너에 대한 생각에 잠겨 안녕하세요 여러분 아리랑입니다. 디대신 사달리의 자운의 말인 의료고 는데에 대한 소비로 문법 동구랑 말이다들이 담이라 여러분. 디네 디 동구래야 바라마우선 덕후 피때 의료고 문법리고 두둘리라 잡아매. 의료고들하고 덕후고 로포 덕후고 로말로 딜로묘 의도 목적 번호 시유자고 표시네 가마동네မြန်မာလိုဆိုရင်ဖို့မလို့ဆိုတဲ့အဓိပ္ပာယ်ရတယ်။တုံးက verb တင်နဲ့ပဲတွဲပြီးတော့သုံးတယ် verb မှာ verb ချင်းပါရင်ဥဒျောကိုမပါရင်လျောကို liud ပတ်ချင်းပါတဲ့ verb တွေဆိုရင်တော့လျောကိုနဲ့ပဲကတ်တယ်။ဘာလို့လဲဆိုရင် liud ပတ်ချင်းနဲ့ဥဒရာနဲ့တွေ့ရတဲ့အခါမှာဥဒရာကပြုတ်သွားတဲ့အတွက်လျောကိုနဲ့ပဲကတ်တာပါ။ဒါဆိုရင်ဒီဥပမာလေးတွေကိုကြည့်ရအောင်ပထမဆုံးတစ်လုံးကမုတ်တာစားသည်သူ့မှာကဗတ်ချင်းပါတယ်အဲ့ဒီအတွက်သူ့ကိုဥဒျောကိုနဲ့ကတ်မယ်မော်ကူဒျောကိုစားဖို့စားမလို့နောက်တစ်လုံးကခါတာသူ့မှာကဗတ်ချင်းမပါဘူးအဲ့ဒီအတွက်သူ့ကိုဒျောကိုနဲ့ပဲကတ်မယ်ခါဒျောကိုသွားဖို့သွားမလို့နောက်ထပ်တစ်လုံးကမန်သေးတာပြုတ်လို့သည်သူ့မှာကလီယတ်ဗတ်ချင်းပါတယ်အဲ့ဒီအတွက်သူ့ကိုဒျောကိုနဲ့ပဲကတ်မယ်မန်သေးလျောကိုပြုတ်လို့ဖို့ဒီလိုမျိုးသုံးပါတယ်အဲ့လိုပဲဣတာဖတ်ဒီဆိုရင်ဤကလျောကိုဖတ်ဖို့ဖတ်မလို့နောက်တစ်ခုမန္နာတာတွေးဆောင်ဒီဆိုရင်မန္နာလျောကိုတွေးဆောင်ဖို့နောက်ပြီးရင်ချော်ရတာဖွင့်နေဆိုရင်ချော်လျောကိုဖွင့်ဖို့ဒါမျိုးသုံးပါတယ်ဒါဆိုရင်ဒီစာကြောင်းလေးတွေကိုကိုရီးယားလိုရေးကြည့်အောင်ပထမဆုံးတစ်ကြောင်းကကော်ဖီတောက်ဖို့ကော်ဖီတောက်မလို့ကော်ဖီဆိုင်ကိုသွားခဲ့တယ်ဒါဆိုတောက်တာဆိုရင်မရှိတာအဲ့တော့커피를 마시려고 커피숍에 갔어요. 커피를 마시려고 커피숍에 갔어요. 나라자 당해진 어머니를 빼고 나이들롱 외계를 친구에게 생일 선물을 주려고 시계를 샀어요. 친구에게 생일 선물을 주려고 시계를 샀어요. 키트로포 파산소네래 여행을 가려고 돈을 모으고 있어요. 여행을 가려고 돈을 모으고 있어요. ဒီနောက်ဆုံးတစ်ကြောင်းကတော့ဆောနာကတချင်းစာကြောင်းလေးပေါ့နော်အိမ်မလို့အိယာဘောကိုလှည့်လိုက်တယ်ဒီညမှာအိယာဘောလှည့်လိုက်တယ်ဆိုပြီးတော့မှရေးထားတာဒါဆိုရင် 자려고 침대에 누웠어요. 자려고 침대에 누웠어요. 의료고 드라마 သတိထားရမယ့်ချက်ကလေးတွေရှိတယ်ပထမတစ်ခုကရှေ့က subject နဲ့နောက်က subject နဲ့တူရမယ်ဒါဘာကိုပြောရလဲဆိုရင်ဒီဥပမာလေးကိုကြည့်အောင်နေ့လယ်စာစားဖို့ဟင်းချက်ခဲ့တယ်တဲ့ဒါဆိုရင်점심을 먹으려고 요리했어요နေ့လယ်စာစားတာကလည်းကိုပဲဟင်းချက်တာကလည်းကိုပဲဒီလိုမျိုးရှေ့ subject နဲ့နောက် subject ကတူရမယ်အဲ့ဒါကိုမှကျွန်တော်နေ့လယ်စာစားဖို့အမေကဟင်းချက်ခဲ့တယ်ဆိုပြီးတော့제가 점심을 먹으려고 엄마가 요리했어요. ဒီလိုမျိုးသုံးလို့မရဘူးရှေ့ subject နဲ့နောက် subject ကတူနေရမယ်ဒီလိုမျိုးကိုဆိုလိုတာပါနောက်တစ်ခုကဥဒျောကိုတရားကိုမြောင်ညောအမိန်ပေးစေခိုင်းတာမျိုးခြုံညူညှိနှိုင်းတာမျိုးဒီလိုပုံစံနေနဲ့သုံးလို့မရပါဘူးဥပမာဒီစာကြောင်းမှာဆိုရင်영화 보려고 같이 갑시다ရုပ်ရှင်ကြည့်ဖို့တူတူသွားကြရအောင်ဒီလိုမျိုးညှိနှိုင်းတဲ့ပုံစံမျိုးနဲ့သုံးလို့မရဘူးနောက်တစ်ကြောင်း공부하려고 도서관에 가세요. ဒီလိုမျိုးစေခိုင်းတဲ့ပုံစံမျိုးနဲ့လည်းသုံးလို့မရဘူးဒီလိုမျိုးဆိုလိုတာပါဒီလောက်ဆိုရင်တော့အဒီယိုကိုတရားလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာနင်းတဲ့တရားလေးနဲ့ပြန်လာခဲ့ပါမယ်또봐요 여러분 안녕